တင်းချိုင်းကုန်းကိုရောက်ပြီးမှအသက်ပြန်ရှင်လာတဲ့လူတစ်ယောက်ဟာတယောကမုန်းနဲ့ခေါင်းဆေးပြီးနာမည်အသစ်ပေးလိုက်ရင်ရက်သေးရွာတွေကိုပြန်ဝင်လို့ရတယ်အဲ့တော့မိကလေးကိုအမိပေးကမုန်းတတ်ဖို့လို့စဉ်းစား ဝါမရှိပဲဝီးလုတ်တယ်ဖြစ်မယ်ဒါနဲ့နာမည်တစ်လုံးကတော့ခေါ်စရာရှိဖို့လိုတယ်လူဆိုတာဘယ်လောက်ဆင်းရဲနာမည်တစ်လုံးတော့ချမ်းသာတယ်ဆရာပါကျုပ်သားလေးအတွက်ကောင်းလို့ရနာမည်တစ်လုံးကိုရွေးပြီဆိုများ ဆရာပါဆရာပါဟောအော်ဘယ်လိုဖြစ်လာတာလို့အော်ကြီးဖြစ်ကြတယ်ဒီကလေးကဘယ်ကလေးလဲ ဝိုင်းငံပြည့်စည်သွားတာပြန်တာ ပြစ်စည်းသွားတာဆိုလည်းမြင့်သိချင်းကမှမြုပ်လိုက်ပါလားဘာဖြစ်လို့ကလေးမသားကိုငါစီကိုယူလာခဲ့ရတာလဲ ဒီမတန်ဘူးကလေးကမတည်သေးဘူးဆရာပါ မင်းမခုနပြောတော့တွားဟင်းလာရင်ပြစ်စည်းသွားတာဆို ဟုတ်တယ်ညတော့ကမွေပါကင်းမကြောက်လို့မနဲ့မှမြုပ်မယ်ဆိုထားမနစ်ကြသွားကြည့်ကလေးကမတည်သေးဘူးဒီမှာ ဟာ အဲ့ဒါကြောင့် ဟာလူအလူကြီးရှိပါသေးလား အဲ့ဒါကြောင့် အေးခဏတွားဟင်းလာရင်လည်းကလေးကအဖျားတွေနင်းကန်တက်ပြီးတော့မျောသွားတာဖြစ်မယ် အဲ့တော့ဘာလို့ သွားဒီထဲမှာငရုတ်ကောင်းရှိတယ်ငရုတ်ကောင်း2ရွေးသားလောက်ကိုချိန်ပြီးတော့မြန်ထောင်းပြီးတော့ရေနွေးချစ်နဲ့ငါကြည့်ရေခဲ့သွားမြန်မြန်မကြီးအမလေးငိုတောင်ငိုနေပြီကွာဟာလှုပ်ဟာသမီးလေးတယောက်ပါရင်နော်သမီးလေးကိုအမေဆောင်နေတာသမီးလေးကိုအမွေလွှဲပေးဖို့စိတ်ဆောက်မကျော်နိုင်တဲ့အမေစီစဉ်ထားတဲ့သမီး စိတ်ကြပါလေပိုင်ဆိုင်ခွင့်တွေအားလုံးကိုမကြည်ပြန်နာမည်နဲ့အမှုလွှဲပြုဖို့ကျွန်တော်စီစဉ်ထားပြီးပါပြီ သမီးဒီအမွေလေးမမေ့ပေါ်ပါဘူးသမီးမိုက်ကိုမမေခွလို့တဲ့ဆိုရင်ပဲသမီးကျင်းရပါပြီမမေရဲ့လို့ပါတယ်သမီးရဲ့လို့ပါတယ်မိန်းကလေးဆိုတာချီလန်းလေးတစ်ချက်မှားသွားရုံနဲ့ဘဝတစ်ခုလုံးပျက်စီးသွားနိုင်တယ်ဆိုတာငါသမီးလေးနားလေသဘောပေါက်ပြီးမလားသမီးလေးခါတော့ကမျိုးနဲ့ဆုပ်တွေ့ရပြီစကနောက်ကဒီလိုတပီမမစီချင်မှုသမီးနော်စိတ်ချပါမလားစိတ်ချပါနောက်ဆိုလေသမီးဘောမိမိစိတ်တိုင်းကြဖြစ်ရပါစေမမေသမီးမမေလေးသမီးလေးကိုတွေ့ကြလို့မမေတင်ပြီးတော့ဆောက်နေတာသမီးရဲ့အခုတော့အမေပြောင်းပါပြီသမီးအော်မမေလည်းမမေမရှိနေမှာမစကားပြောနေပါနဲ့မမေနဲ့သမီးအခုမှပြန်တွေ့ရတာမလားသမီးလေးမမေကိုအတိုးချပြီးပြုစုပြရစီနော်မမေနော်မမေကိုမမေသိပါတယ်သမီးရဲ့သမီးလေးအတွက်အမွေဘာလို့ခွဲပြီးပြီဆိုတော့မမေစိတ်သွားပါပြီသမီးရဲ့မေးရလေလေမေမမနေနေမေ 姐，你这里哦，你口里面好。စိတ်မကောင်းပါဘူးကြည်တော်သိန်းရှင်ဆုံးပါ是啊。
မကြည့်ရမကြည့်ရအတက်မမရှိအတက်မမရှိမကြည့်ရ ဆရာမမလေးကိုကြည့်ပေးပါဦးဆရာရဲ့ အတက်မမရှိ မွေးတိုင်းလိုမွေးရတော့မယ်ငါသားကုသိုလ်ငါကုသိုလ်ငါသားမှန်နေဆိုရင်လက်ဆိုချင်းကလေးဆိုငါလက်ကထွက်လိုက်ဟာချိုချိုအာငါလက်ကထွက်လိုက်ဟာချိုချို လက်ကနို့ထွက်လို့ရှိရင်လေမင်းမဟောဒီနို့မုံဘူးဖို့အတော်တတ်တာမယ်မင်းလူကြုံမာလိုက်တဲ့နို့မုံဈေးမသေးဘူးမဟောတော့ငါဝဲလာတယ် ကျေးဇူးပဲဆရာပါကြီးအဲ့နို့မုံကကုန်နေပြီက အေးတသက်လုံးမင်းကျင်းတူပြီးတော့စုလို့ဆောင်းလို့ရသမျှဟောဒီကလေးနဲ့ကြတော့မှမင်းကုံတော့မှာလေ ကုန်းများဝရိယလေးပို့ဆိုင်ပြီးကျင်းနေပို့တူးလိုက်မှာဘောဆရာပါရဲ့ ကြီးကမင်းတူးကျင်တိုင်းတူးလို့ရတာကြာနေတာပဲဟောဥစား ဗျာ မင်းကလေးကဟောမှာဆေးပေါ်လာတယ်ကွာ ဘာသိလား ညကြရင်မင်းကလေးကအီးအီနေတယ်ဆိုတော့တခြားမဟုတ်ကလေးစီးချုပ်လို့ဖြစ်တာလေခရုနဲ့လေးကြောက်စုတမတောင်းညဲ့နေအောင်ကြိတ်ပြီးတော့ငါရေလေးနဲ့ပြည့်ပြည့်ဖြောလာတယ်ကလေးချက်အောက်လက်နှလုံးလောက်မှာအဲ့ဒါကိုညမှန်လေးအုံပေးတခါတည်းစီးရောကပျောက်ပဲရောအဲ့ဒါပဲ ဩ အေး ဆရာပါတယောက်လုံးရှိနေတာကျုပ်သားလေးကဟန်ကိုကြာလာမင်းစီအောင်ပြီးမေးတဲ့ဘာမကြီးဖြော်လာလေးကွာ ဟုတ်လား ညာ မင်းဒီကလေးကိစ္စဘယ်နဲ့လုံးမယ်စိတ်ကူးထားလဲကလေးပြီးပါလေရောမင်းလိုက်မရှာတော့ဘူးလား ကလေးမိပါလေဟာဘယ်မျိုးပဲရွာမှာနေကြမှမသိကျုပ်ကဘယ်လိုက်ဆောင်ဟော ပြီးကွာကလေးအမေရတယ်သူ့ကလေးကိုတကြိုးကိုမင်းနဲ့အပ်သွားပြီးတဲ့နောက်အုတ်ကူလေးပါလေလွတ်ဖို့တစ်ခေါက်တကြီးတော့ပြန်လာကြည့်တဲ့နာပေါ့ကွာ ကျုပ်လည်းစိတ်တထင်းနေတော့မျောမိတာကလေးရှင်ပြန်လာတောင်းရင်ပြန်ပေးရမှာဟောအခုတော့လာမတောင်းပါစေနဲ့လို့ကြိတ်ပြီးဆူတောင်းနေရတယ် မင်းကလည်းတင်းချိုင်းကုန်းသားမှာတတိပုဂ္ဂလနေတဲ့လူဆိုတော့တော်သေးတာပေါ့ကွာရက်ထဲရွာထဲမှာသာဆိုရင်ဒီကလေးကိစ္စဟိုးလေးတွေကြောဖြစ်လောက်ပြီခုတော့တော်သေးတာပေါ့ဘယ်သူမှတတိမထားမိကြသေးဘူးဟေးလီကွာတင်းချိုင်းကုန်းကိုရောက်ပြီးမှအသက်ပြန်ရှင်လာတဲ့လူတစ်ယောက်ဟာတယောကမုန်းနဲ့ခေါင်းဆေးပြီးနာမည်အစ်စ်ပေးလိုက်ရင်ရက်ထဲရွာတွေကိုပြန်ဝင်လို့ရတယ်အဲ့တော့မိကလေးကိုအမိပေးကမွန်းတက်ဖို့လို့စဉ်းစား ဆရာပါကျုပ်သားကိုနာမည်ပေးကင်မွန်းတက်လို့ရင်ဆရာပါရက်သေးရွာတဲ့လူကြီးကလာကြမှာမို့လို့လား အော်ခက်လိုက်တာမင်းကပကာသနာလိုချင်သေးလို့လားကွာဒီမှာကလေးကမွန်းတက်တယ်ဆိုတာဘုန်းကြီးတစ်ပါးပြင်ပြီးတော့ဆွန်းကျွေးပြီးတော့ကမွန်းတက်လိုက်လေရတာပဲ ဆရာပါအဲ့လိုချော်ချက်သွားလို့ရှိရင်ကျုပ်ကလေးမျက်နှာငယ်မှာပေါ့ကျုပ်သားဘလောက်ချောတယ်ဆိုတာရက်သေးရွာတဲ့ကိုကကြွားကျင်တာ ဩ อืม ဟမ် ဝါမရှိပဲဝီးလုတ်တယ်ဖြစ်မယ်ဒါနဲ့နာမည်တစ်လုံးကတော့ခေါ်စရာရှိဖို့လိုတယ်လူဆိုတာဘလောက်ဆင်းရဲနာမည်တစ်လုံးတော့ချမ်းသာတဲ့ဆရာပါကျုပ်သားလေးအတွက်ကောင်းလို့ရနာမည်တစ်လုံးကိုယူပြီဆိုများ မင်းသားလေးဗာနေတာလဲ ။ဘယ်သိမှာလဲဗျ။ဥစားတာလည်းတော့ရှိမှာပေါ့။ကျုပ်သားကျုပ်ဘာနေမွေးမှမသိ။ကိုတော်ကွာကြတဲ့ကိစ္စ။ကလေးလက်ထဲရောက်လာတဲ့နေရာတနင်္လာသားပေါ့ဗျာ တနင်္လာဆိုတော့တနင်္လာကခဂငါဟောစား ။ဗျာ မင်းဘာမှကလေးနာမည်ကိုထွေးထွေးထူးထူးလေးစဉ်းစားမနေနဲ့တော့ဒီလောက်တောင်ကုသိုလ်ကံထူးကြုံတဲ့ကလေးကံချုံလို့သာနာမည်ပေးလိုက်